အားလုံးပဲမင်္ဂလာပါစိတ်ဓာတ်ခွန်အားပြည့်စုံတဲ့စကားစုများကိုမျှဝေပေးနေတဲ့ကျွန်တော်ရဲ့ One Step Everyday YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်။ဖိုက်စာရင်တော့စားပါနေမကောင်းရင်ဆရာဝန်စီသွားပါပင်ပန်းနေရင်တော့အနားယူပါစိတ်ဓာတ်တွေကျနေတယ်စိတ်တွေပြည့်နေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ One Step Everyday Channel ကိုဝင်ရောက်ပြီးတော့မှနားဆင်သွားပါတဘာဝတရားကြီးဟာဘယ်တော့မှအလုံးမကြည့်ပါဘူးအရာရာဟာအချိန်တန်ရင်ပြည့်စုံသွားတာကြည့်ပါပဲဖြည်းဖြည်းနဲ့မှန်မှန်သာလှုပ်ဆောင်ပါသိရင်တွေကငြိမ်းချမ်းမှုကိုပြင်ပကဘာကြီးကြောင့်တော့အပြစ်စီးမခံလိုက်ပါနဲ့မထိုက်တန်ပါဘူးတနေ့တာကိုကျေးဇူးတင်စိတ်နဲ့စတင်ပါကျေးဇူးတင်တတ်တဲ့သူဟာပူပြီးပျော်ရွှင်ရပါတယ်ပျော်ရွှင်ဖို့အသက်ရှင်နေကြတယ်မလားလောကမှာအမြဲတမ်းမောင်မဲနေတဲ့ညဆိုတာမရှိပါဘူးအချိန်တန်ရင်မိုးလင်းစမြဲပါမလောပါနဲ့မျောလင်းချက်ဆိုတာအမောင်တို့ထဲမှာမြင်တွေ့ရတဲ့တေးငယ်တဲ့ခြေဝင်လေးတွေလိုပါပဲအတိတ်ကတန်ရာတွေကိုဖက်တွယ်မထားပါနဲ့တဲ့လက်တွေအတိတ်တွေနဲ့ပြည့်နေရင်အနာဂတ်တက်ကိုဘယ်လိုလုပ်ဆုတ်ကန်နိုင်တော့မလဲတင်းရဲ့စိတ်ထားဖြူစင်နေသေးသူရဲ့တင်းဘဝဟာလည်းဘယ်တော့မှမနှိမ့်ကြပါဘူးဘယ်သူတရားပြည့်ပြည့်ကိုမပြတ်ပါစေနဲ့ကိုချစ်ပါကိုတန်ဖိုးထားပါကိုဘဝကိုတိဆောက်ပါဒါတွေဟာအတ္တကြီးတာမဟုတ်ပါဘူးစိတ်အေးချမ်းခြင်းဟာရွှေငွေဒနာတွေထက်ပိုပြီးတန်ဖိုးကြီးတဲ့ချမ်းသာမှုပါတခြားသူတွေနိုင်ရှင်ပြီးစိတ်မစင်းရဲပါနဲ့ပန်းပွင့်တိုင်းဟာသူပွင့်ရမယ့်ຢာဒီမှာလှလှပပပွင့်ကြတာကြီးပါပဲအပြုံးတစ်ခုဟာငွေကုန်ကြေးကြမရှိပဲလူအများကိုခွန်အားဖြစ်စေနိုင်တဲ့အကောင်းဆုံးလက်ဆောင်ဆိုတာတတိယပါယောသားဖြောင့်မတ်ခြင်းကတင့်ကိုရရှိမှစစ်မှန်တဲ့အောင်မြင်မှုတွေယူဆောင်ပေးပါလိမ့်မယ်အမြဲတမ်းယူသားပါအောင်မြင်မှုရဲ့စံနှုန်းဟာပိုင်ဆိုင်မှုတွေမဟုတ်ပဲတင်ဘယ်လောက်ထိစိတ်ချမ်းသာနေတယ်လဲဆိုတာပါတင်ရဲ့အိမ်မက်တွေစီကိုအရောက်သွားဖို့ဒီနေ့ကစပြီးကိုဂတိပေးပါတလန်းချင်းစတင်ပါခွင့်လွှတ်ခြင်းဟာတခြားသူအတွက်မဟုတ်ပဲတင်စိတ်အေးချမ်းဖို့ဆိုတာသိမြင်ပါဘဝဆိုတာမုန်တိုင်းတွေပြီးသွားမယ့်အချိန်ကိုစောင့်နေဖို့မဟုတ်ပဲမိုးရေထဲမှာကတတ်ဖို့တင်ယူရတာပါကောင်းမွန်တဲ့စကားလုံးတစ်လုံးဟာလူတစ်ယောက်ရဲ့နေ့ရက်ကိုတောက်ပသွားစေနိုင်ပါတယ်ဒါကြောင့်စကားကောင်းကောင်းလေးတွေပြောပြပါတင်ရဲ့အနားမှာရှိနေတဲ့တင်းငယ်တဲ့ပျော်ရွှင်မှုလေးတွေကိုတတိပြုမိပါစေအဝေးကြီးကိုငေးမောမနေပါနဲ့တင်ဘွားကတင့်ကိုဘာပဲပေးအကောင်းဆုံးဖြစ်အောင်ပြုပြင်နိုင်စွမ်းတဲ့စွမ်းအားတင့်မှာရှိမိတာပါဒီနေ့အာရင်ကုန်ခန်းနေရင်ကောင်းကောင်းအိပ်ဆက်လိုက်ပါမနေ့ပြန်မှာနေမင်းကြီးကအသက်ပြန်လင်းလာအောင်ပါဖြူစင်တဲ့စိတ်ထားရှိသူဟာဘယ်နေရာရောက်ရနံ့တင်းပြတ်နေတတ်ပါတယ်အရာရာမှာစိတ်ကသာအဓိကဥဆောင်ပြီးစိတ်ကပဲအရာရာကိုပြည့်မြောက်စေတာပါဒါကြောင့်မိမိရဲ့စိတ်ကိုထိမ့်သိမ်းဆောက်ရှောက်ပါစိတ်ကောင်းထားရင်အပြောအဆိုအပြုအမူကောင်းလာပြီးကောင်းကျိုးချမ်းသာတွေပဲခံစားရမှာဖြစ်ပါတယ်တန်တရာကအရှိကြီးဆိုတာသတိပြုပါအကောင်းဆုံးကြိုးစားနေသူအတွက်ကံကောင်းခြင်းတွေဟာအသင့်ဆောင်ကြိုလို့နေပါတယ်တင်လို့သမျှအလုပ်တွေကိုစေရနာအပြည့်ဝထားပြီးလှုပ်ဆောင်ပါအကျိုးပေးတွေကဘဝမကူပါဘူးဘဝရဲ့လှပခြင်းဆိုတာစိတ်ကြည်လင်ခြင်းပေါ်မှာပဲမိတည်နေပါတယ်စိတ်ကောင်းထားပေးပါခရီးလမ်းမှာပင်မရင်ခဏနားပါဒါပေမဲ့ဆက်လျှောက်ဖို့တော့မမေ့ပါနဲ့တနေ့ကိုတလန်းချင်းစီနဲ့
တင်းရဲ့စိတ်ကူးအိမ်မက်တွေစီကိုအရောက်လှမ်းပါတေချာပေါက်ရောက်ပါတယ်အလုပ်တစ်ခုကိုစမလုပ်ခင်ပလန်ကိုစနစ်တကျဆွဲတတ်တဲ့အလေးကျင့်လုပ်ပါပလန်ဆွဲတတ်ရင်စမလုပ်ခင်ကတဝက်အောင်မြင်ပြီးနေပါပြီအခုကစပြီးစိတ်ဓာတ်အသစ်ခြေလမ်းအသစ်တွေနဲ့ရှေ့ဆက်လိုက်ပါအောင်မြင်မှုအသစ်တွေကတင့်စီအပြေးလာခြင်းနေကြပါပြီအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမ်းမာပျော်ရွှင်သောဘဝကိုပိုင်ဆိုင်ခွင့်ရရှိကြပါစေ